ဟုတ်ကဲ့မင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ရဲ့ Facebook page ကတငယ်ချင်းတူတယောက်ချင်းတည်းအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်တာပါနော်အားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကို follow လုပ်ပေးထားတဲ့အတွက်တချို့အမေသားသမီးဆိုပြီးတော့အချင်းချင်းလိုက်တိုက်ခိုက်နေတဲ့လူတွေကခိုင်းထားတော့အမေသားသမီးဒါပေမဲ့စိတ်သက်တွေကနော်အချမ်းဖက်စစ်တပ်ဘက်ကဘောမတွေလိုပဲစိတ်သက်တွေအရန်ဆွမ်းရောက်လောက်အားကြီးဘာဖြစ်လို့ကျွန်တော်တို့အချင်းချင်းတွေလိုက်ပြီးထောက်ပို့တွေလိုက်ပြီးအချင်းချင်းတွေလိုက်တိုက်ခိုက်နေတယောက်ကစိတ်သက်လက်ကွဲပြားတယ်ဒါပေမဲ့အာနာရှင်ကိုတော်လန်နေကြတာအချင်းချင်းတော့တူကြတယ်တို့ကအရန်မုန်းတယ်သူတို့ကြောင့်ငါတို့ဟောဖြစ်တဲ့ဆိုအဲ့ဒီခံယူချက်တွေကမှားတယ်ဗျကျွန်တော်တို့အမေသားသမီးတွေနော်ကျွန်တော်တို့အမေဒေါအောင်ဆန်းစုကြည်ရဲ့စိတ်ဓာတ်ကဘယ်လိုလဲဆိုတော့ဘလောက်ပဲသူ့ကိုတိုက်ခိုက်ဘလောက်ပဲသူ့ရဲ့ရန်သူကြီးဖြစ်ဖြစ်သူကမေတ္တာတရားနဲ့မှန်သိလို့အမှန်ပြင်းလို့ရှိရင်အမေစုကအစဒါကြိုးစိုးရတယ်အဲ့လိုပဲကိုစီကကိုမမောင်ထမင်းခေါ်ကြွေးတယ်ကိုမမောင်အရင်တော့ကသူကဘောမတရားမှန်တယ်စစ်တပ်ကရုံမှမှုတွေတီးလာတော့သူကိုတွေဤသူတွေဘက်ကပြောင်းနေမျက်နှာမူတာဒါကြောင့်ကိုစီကနေပဲသူ့ကိုလေးစားတဲ့အနေနဲ့သူ့ကိုခေါ်ပြထမင်းကြွေးတယ်လို့ပဲနော်အကျန်းဖက်စစ်ကောင်စီစိတ်တက်မျိုးသားအမေစုမှရှိတယ်ဆိုလို့ရှိရင်အမေစုအာဏာရကြိမ်တော့ဆိုအဲ့ဒီရဲ့အမေစုပေါ်ရုံမှထားတဲ့လူတွေအကုန်လုံးဖမ်းဆီးထောင်ချပလိုက်လို့ရဒါပေမဲ့အမေစုကဘယ်တော့မှမချဘူးဘာဖြစ်လို့အမေစုကနော်ခွင့်လွှတ်တတ်တဲ့စိတ်ရှိအမှားနေတဲ့အရာတစ်ခုမှန်အောင်ဆိုပြီးသူလမ်းကြောင်းပြတယ်ဒါပေမဲ့တချို့စစ်ကောင်းဆောင်တွေကတော့မှားနေတာကိုထပ်မှားပြီးအဲ့လောက်ထိရုံမှကြအဲ့ဒီလိုပဲကျွန်တော်တို့ရဲ့ဒီမိသားသမီးတချို့လူတွေကလည်းစိတ်ဓာတ်တွေကိုအရင်အဆုံးမရောက်ပါစေနဲ့လို့ကျွန်တော်ဒီကနေတောင်းဆိုပါရနော်ထောက်ပို့ချင်းချင်းလေးလိုက်မတိုက်ခိုက်ပါနဲ့တယောက်နဲ့တယောက်နော်ဒီလိုတော့လိုက်တိုက်ခိုက်မယ်ဆိုကျွန်တော်တို့ဒီဒေါ်လာရေးရတော်တော်နဲ့အောင်မြင်မှာမဟုတ်ဘူးနော်မြေပြင်ကအဖွဲတွေကလည်းအမေစုလိုစိတ်တက်မျိုးစူးစီးညွတ်နဲ့ပူပေါင်းပြီးတော့အာနာရှင်ကိုတိုက်ထုတ်ရပါနော်အဲ့လိုမဟုတ်ဘဲနဲ့နော်အဖွဲများတဲ့လူကအဖွဲနေတဲ့လူကိုအနိုင်ကျင့်မယ်အင်အားကြီးတဲ့အဖွဲတွေကသူတို့ခိုင်းနေတာမလုပ်ဘူးဆိုလို့ရှိရင်အင်အားသေးတဲ့အဖွဲတွေကိုလိုက်ပြီးတော့တိုက်ခိုက်တာတို့အနိုင်ကျင့်တာတို့ဒါဆိုလို့ရှိရင်လည်းဘာထူးမှလည်းအာနာရှင်လိုပဲလေမဟုတ်လားအာနာရှင်ကိုတိုက်ထုတ်နေရင်လည်းကျွန်တော်တို့တွေကတချို့အမေသားသမီးတွေကအာနာရှင်စိတ်တက်တွေခေါင်းထဲဝင်လာပါတော့အားကြောင့်မလို့အတိတို့မဖြစ်အောင်လဲအတတ်နိုင်ဆုံးကိုယ့်ဘက်ကနေပြီးတော့ဆင်ញင်ရမယ်နော်အဲ့ဒါလေးပြောချင်တာပါကျွန်တော်တို့ကအမေသားသမီးတွေအမေစုလိုစိတ်တိုင်းမျိုးကျွန်တော်တို့ကမွေးရမယ်မှားနေတဲ့အရာတစ်ခုကိုအမှန်မြင်အောင်ကျွန်တော်တို့ကလမ်းရမယ်အမှန်မြင်လာတဲ့လူတယောက်ကိုကျွန်တော်တို့ကကြိုးစိုးရမယ်အဲ့လိုမဟုတ်ဘဲနဲ့အမှန်မြင်လာတဲ့လူတယောက်ကိုတစ်ချိန်ကမှားခဲ့ဘူးတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကလိုက်ပြီးတိုက်ခိုက်နေဒီလူကနော်ဒီအမှားထဲမှာပဲဆက်ပြီးတော့ဒီမှားနေမှာပေါ့အားကြောင့်မလို့ကျွန်တော်တို့ရဲ့နှလုံးသားတွေကသူ့ဘက်ကအမြင်မှန်ရလာရင်ကိုယ့်ဘက်ကဒါခွင့်လို့ရမယ်နော်အဲ့ဒါလေးပြောချင်တာပါဒီခုကိုစီကိုတိုက်ခိုက်နေတဲ့ဒီအကုန်လုံးကလည်းအမေစုရဲ့စိတ်တက်မျိုးမွေးကြပါလို့ကျွန်တော်ဒီကနေတောင်းမှတ်ပါတယ်နော်တရားနဲ့တရားချင်းချင်းလေးချစ်ကင်းစီလုံးနဲ့အတူအာနာရှင်ကိုဒီတော့ပူပေါင်းတိုက်ထုတ်နိုင်မှသာဒီအာနာရှင်ကအမြန်ဆုံးကြာရှုံးမှာပါနော်အဲ့ဒါလေးပြောချင်တာပါတကယ်ချင်းတော့အားလုံးဒွင်ဆန္ဒပြေဝပါစေနော်